မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဟနွိုင်းမြို့ရဲ့တာယာလှပတဲ့မနက်ခင်းမှာဗီယက်နမ်ရိုးဝတ်စုံနဲ့တပ်ပုံရိုက်ကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တပ်ပုံရိုက်မဲ့ရိုက်ကွင်းရဲ့အရှိမရှိတဲ့ coffee shop မှာပေါ့နော် makeup artist ကနေပြီးတော့အလှပဆုံးဖြစ်အောင်တည်တည်ချာချာခြေသားပြီးတော့ပြင်ဆင်ပေးနေတာပဲဖြစ်ပါတယ် Hello ကျွန်တော်ကတော့ဝတ်စုံလဲပြီးတော့ mood အပြည့်နဲ့ပေါ့နော် Rita လည်းသူကဒီဝတ်စုံလဲပြီးတော့တိတ်တော့မလှုပ်ရဲတော့ဘူးအလှပြတ်သွားမှဆိုလို့ထင်တယ် တက်ဖို့ရိုက်ဖို့သွားနေပါတယ်ဒီမှာအလောက်ပြီးပြီဒီအကူကြီးကအင်ဒိုနဲ့နေရော ဟုတ်ဒါမင်းကြီးမင်းကြီးနဲ့မိဖုရားနဲ့ကိုဟာငါဘယင်မ ဒီနေရာကတော့ဟနွိုင်းမြို့ရဲ့ထင်ရှားကြော်ကြားတဲ့ temple တစ်ခုဖြစ်တဲ့ Temple of Literature ပဲဖြစ်ပါတယ်ဒီ temple ကဆိုရင်1805ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ရှေးဟောင်းသမိုင်းဝင် temple တစ်ခုပဲဖြစ်ပါတယ်တပ်ပုံဆရာရဲ့သူ့အမျိုးသမီးရဲ့တေချာစေတနာထားပြီးတော့တေတေချာချာပြင်ဆင်ပေးတယ် Okay very good ကျွန်တော်တို့ဓာတ်ပုံရိုက်နေတဲ့ချိန်မှာခီးသွားတော်များများလာရောက်ပြီးတော့ကျွန်တော်ဓာတ်ပုံရိုက်တာကိုလာပြီးတော့ကြည့်ကြတယ်ပြီးတော့ဓာတ်ပုံလည်းလာရိုက်ကြတယ်ပေါ့နော် Okay Okay very good kiss ဒီတယောက်ဆိုရင်လဲသူအမှတ်မထင်ဖြတ်ပြီးတော့တွေးလိုက်တာနဲ့အဲ့ဒါနဲ့ပြန်လှည့်ပြီးတော့ဓာတ်ပုံပြန်ရိုက်တာပေါ့နော် Okay ဒီ temple ကတော်တော်လေးကိုထင်ရှားကြော်ကြားတဲ့အထက်မှာပါတယ်ပေါ့နော်ကဘာလက်ခီးသွားတွေသူတို့နိုင်ငံသားတွေကလည်းလာပြီးတော့လေးလာကြတယ်ဓာတ်ပုံတွေရိုက်ကြတယ်ကျွန်တော်တို့ဓာတ်ပုံရိုက်တာကိုလာပြီးတော့ကြီးတဲ့ပရိသတ်ကလည်းအတူဓာတ်ပုံရိုက်လို့ရမလားဆိုပြီးတော့လာပြောတဲ့သူနဲ့ပေါ့နော်ဓာတ်ပုံဆရာလည်းတောင်းပန်ပန်နဲ့ခဏလောက်နေကြပါအောင်ဆိုပြီးတော့ပေါ့နော်လူရှင်းအောင်စောင်းလိုက်ပြီးတော့လူရှင်းပြီဆိုတော့လည်းကမန်းကနရိုက်လိုက်နေပေါ့နော်ဒါကတော့ဓာတ်ပုံဆရာဘလို့မှပြောလို့မရလို့စိတ်လေနေတဲ့အခိုက်အတန့်လေးပေါ့နော်ဒီရိုးရဝတ်စုံကတော်တော်လေးလှတယ်ကျွန်တော်တို့ဝတ်စုံနဲ့အများကြီးရွေးလို့ရတယ်ပေါ့နော်အဲ့ဒီထဲကနေပြီးတော့ခုဒီRita sound နဲ့ဒီခမောက်ခေါ်မလားအရာရဲ့ပြီးတော့ဒီ dress ရဲ့ပေါ့နော်ပြီးတော့ကျွန်တော်ဝတ်တဲ့ဟာရောပေါ့နော်ဒီဟာကိုကျွန်တော်တို့ရွေးလိုက်တယ်ဒီအယောင်ကိုလည်းကြိုက်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ design လည်းကျွန်တော်တို့တော်တော်လေးအကြိုက်တွေ့တယ်ပေါ့နော် Have you been to Australia? Yes, maybe in future we will come here. Maybe the honeymoon Yeah. honeymoon This is our 1 year anniversary. 1 year anniversary Yes. 1 year anniversary We have 40 15 years years anniversary. anniversary. Congratulations. Thank you so much. Okay, God bless. Anh chị chụp ảnh cưới hay là chụp ảnh lưu niệm? người nước ngoài Nước ngoài à? Singapore. 기념으로 사진 찍으러 와요. 예쁘네요. tôi là sách đồ đi Ready? Okay. Look at each other. Look at me. Look at me. Okay.
at me. Okay. Me, look at me.